အကျဉ်းနာမိုးတဲ့မှာကိုတယောက်တည်းဆွေးစင်ပြေအချစ်ရဲ့ပြန်လန်းခဲ့တော့ကွယ်မိုးနဲ့အတူပကလန်းကဆောင်နေမယ်ရင်ကုန်စရာပြုံးများနဲ့အတိတ်နေရာဝိဒနာနဲ့တော့တဲ့မှာမျောနေရဲ့မောလာပြီးအသေးရဲ့ပြန်လန်းခဲ့တော့ခွေမိုးနဲ့တူပကလန်းကဆောင်နေမယ်ရောက်လို့ပြီးကိုရိုနာဦးရဲ့ကြောင်းပွင့်ချိန်ပြန်ဆုံးကြတဲ့နဲ့အောင်ဖန်လာတဲ့ကြောင့်ပြည့်ချေနှွေပြောက်ပါစိမ်ပါများနဲ့အမုန်းချီရလေးပြီးသွားပြီအလွန်နဲ့တူပက